နှလုံးမကောင်းရင်အာသာလွတ်ဥစားပါမြန်မာရိုးရာအစားအစာတွေကတခုဖြစ်တဲ့အာသာလွတ်ဥလေးကိုပြုတ်ပြီးတော့စီလေးစားလေးနဲ့စားရတာအရသာစစ်စိမ်လေးရှိပါတယ်ဒီအာသာလွတ်ဥဟာအရသာရှိအောင်သာမကဘဲနဲ့ကျန်းမာရေးအတွက်လည်းများစွာအကျိုးပြုပါတယ်တိဗ္ဗံနည်းကျလေးလာမှုတွေအရအာသာလွတ်ဥမှာအာဟာရဓာတ်ပေါင်းစုံနဲ့ဆေးဘက်ဝင်အာနိသင်တွေပါဝင်နေတာကိုလည်းတွေ့ရှိရပါတယ်အာသာလွတ်ဥမှာကာဗွန်ဟိုက်ဒရိတ်ဗီတာမင် B အမျိုးမျိုးအပြင်ကယ်လ်ဆီယမ်ပိုတက်ဆီယမ်မက်ဂနီဆီယမ်ဆိုဒီယမ်ဖော့စဖောရက်တို့လိုမျိုးသတ္တုဓာတ်တွေကျွဲဝါစွာပါဝင်ပါတယ်ဒါပြင်ကိုမှအမြင့်တက်တဲ့ပရိုတင်းဓာတ်တွေပါဝင်တာကြောင့်အာဟာရဓာတ်တော်လေးကိုမှပြည့်စုံတယ်လို့ဆိုနိုင်ပါတယ်ပထမအဆုံးအနေနဲ့အာသာလွတ်ဥဟာလည်းအစာချေလွယ်စေပြီးတော့အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်အမြင့်တက်ကျွဲဝါစွာပါဝင်တဲ့အတွက်ဥလန်းချောင်းထဲမှာအစာအစာတွေကောင်းမွန်စွာရွေလျားနိုင်ဖို့ကူညီပေးပြီးတော့အာဟာရဓာတ်ကိုလည်းစုပ်ယူနိုင်အောင်လှုံ့ဆော်ပေးပါတယ်ဝမ်းချုပ်တာဝမ်းလျှော့တာတွေကိုတက်တာစေုံတာမကဘဲနဲ့တွေးသွင်းတကြားဓာတ်ကိုလည်းထိန်းညှိပေးနိုင်ပါတယ်အမြင့်တက်တွေခန္ဓာကိုယ်တွေကပိုရှန်နေတဲ့ကိုလက်စထရောတွေကိုလည်းဖယ်ရှားပေးတာကြောင့်နှလုံးသွေးကြောကျန်းမာရေးကိုလည်းကောင်းမွန်စေပါတယ်အာသာလွတ်ဥမှာပိုတက်ဆီယမ်ပမာဏများစွာပါဝင်တာကြောင့်နှလုံးကျန်းမာရေးအတွက်အထူးကိုမှကောင်းမွန်ပါတယ်ပိုတက်ဆီယမ်ကနှလုံးသွေးလွှတ်ကြောတွေနဲ့သွေးပြန်ကြောတွေကိုပြည့်လျော့စေပြီးတော့သွေးဖိအားကိုလည်းကျစေတာကြောင့်နှလုံးရောဂါနဲ့လေဖြတ်ခြင်းအန္တရာယ်ကိုလည်းလျှော့နေစေနိုင်ပါတယ်တရေသားရဲ့ဖွံ့ဖြိုးမှုအတွက်ကလည်းအာသာလွတ်ဥဟာအလွန်ကိုမှအရေးပါပါတယ်ဖော်လိတ်တဲ့ကျွဲဝါစွာပါဝင်တာကြောင့်ကိုဝင်ဆောင်မိခင်တွေစားသုံးပေးရင်တော့မွေးလာမဲ့ကလေးမှာမွေးရပါချိုရင်းချက်တွေပါလာနိုင်ခြေကိုလည်းလျှော့ချပေးနိုင်ပါတယ်ဖော်လိတ်တက်ဟာလည်း DNA ဖြစ်တည်မှုနဲ့ဆဲကျက်မာရေးတွေအတွက်အရေးကြီးတဲ့ဓာတ်ဖြစ်ပြီးတော့တရေသားရဲ့ကြီးထွားဖွံ့ဖြိုးမှုကိုလည်းမြင့်တင်ပေးပါတယ်အာသာလွတ်ဥမှာပရိုတင်းတက်လည်းထိုက်တင်လျောက်ကိုမှပါဝင်ပါတယ်အသားတက်ကနေရရှိတဲ့ပရိုတင်းတွေထက်အသီးအနှံတေးဥတဖုတွေကနေရရှိတဲ့ပရိုတင်းတက်ကိုခန္ဓာကိုယ်ကစုပ်ယူပြီးတော့အသုံးပြုရပုံမှုပြီးတော့လွယ်ကူပါတယ်ဒါကြောင့်မလို့အာသာလွတ်ဥကိုစားသုံးခြင်းကတော့ကျန်းမာတဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုရရှိနိုင်ပါတယ်ကိုလေးချိန်ရှော့ချလိုသူတွေအတွက်ကလည်းအာသာလွတ်ဥဟာတင့်တော်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်အာလူပီလောပီနန်တို့လိုမျိုးတခြားသောဥတွေထက်ကီလိုရီပမာဏနည်းပါတာကြောင့်ဒိုင်ရက်လုပ်တဲ့အခါမှာပုံမပြီးတော့တင့်တော်ပါတယ်အာဟာရဓာတ်တွေနဲ့အမြင့်ဓာတ်တွေပါဝင်တဲ့အာသာလွတ်ဥကိုတွဲဖက်စားသုံးပေးခြင်းဖြင့်ဝေချအစာလျှော့တဲ့အစီအစဉ်မှာပို့ပြီးတော့အဆင်ပြေစေပြီးတော့အစာပြေအနေနဲ့လည်းစားသုံးနိုင်ပါတယ်အာသာလွတ်ဥရဲ့ဆေးဘက်ဝင်အာနိသင်တွေထဲမှာစီလန်းကြောင်းပိုးဝင်ခြင်းကိုကုသပေးနိုင်ခြင်းလည်းပါဝင်ပါတယ်စီးရင်ပိုးဝင်ခြင်းနဲ့စီလန်းကြောင်းပိုးဝင်ခြင်းတွေကိုတက်တာပြောင်းကင်းစေနိုင်တာကြောင့်စီလန်းကြောင်းပိုးဝင်ခြင်းမကြာခဏကိုဖြစ်တဲ့အမျိုးသမီးတွေအနေနဲ့အာသာလွတ်ဥကိုလည်းစားသုံးပေးသင့်ပါတယ်ဒါပြင်ကမှအာသာလွတ်ဥမှာပါဝင်တဲ့တထုဓာတ်တွေဟာလည်းကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးပြီးတော့အားနေခြင်းနွမ်းနယ်ခြင်းနဲ့အုံနောက်ညံရေးဆိုင်ရာပြဿနာတွေကိုတွန်းလှန်ရမှာလည်းအကျိုးပြုပါတယ်ကိုရင်းအင်္ဂါစနစ်တွေအတွင်းအောက်ဆီဂျင်ပေးပို့မှုကိုပုံမကောင်းမွန်စေပြီးတော့ခွန်အားလည်းမြင့်တက်စေပါတယ်အာသာလွတ်ဥမှာဗီတာမင် B ပါဝင်မှုမြင့်မားတာကြောင့်ခန္ဓာကိုယ်ရဲ့ဇီဝကာမဖြစ်စဉ်ကိုပုံမကောင်းမွန်စေပါတယ်ဗီတာမင် B အုပ်စုဟာလည်းဟော်မုန်းတွေကအစားနှလုံးခုန်နှုန်းအထိကိုခန္ဓာကိုယ်အနှံ့ကိုမှလှုပ်ဆောင်ချက်ဖြစ်စဉ်တွေကိုပါထိန်းညှိရမှာအလွန်ကိုမှအရေးပါပါတယ်ကယ်လ်ဆီယမ်ကျွဲဝါတာကြောင့်လည်းခန္ဓာကိုယ်ရဲ့အေဂါလိုင်းအက်ဆစ်ထိန်းညှိမှုအတွက်ကိုမှအရေးပါပါတယ်ဒီလိုမျိုးကျန်းမာရေးအတွက်ပပေါင်းဆောင်ကနေအထောက်အကူပြုပေးနိုင်တဲ့အာသာလွတ်ဥကိုစားသုံးပြီးယောဂဗျာတွေကင်းဝေးကြပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးကြပါတယ်ကဲလူကြီးမင်းတို့ရဲ့မိတ်ဆွေတွေတချို့ကလည်းအာသာလွတ်ဥရဲ့အကျိုးအာနိသင်တွေကိုသိရှိရအောင်လို့ဗီဒီယိုလေးကို share ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းအကျိုးရှိတဲ့ဗီဒီယိုတွေကိုဆက်တိုက်ဆိုသလိုတင်ဆက်ပေးနေမှာဖြစ်လို့မိတ်ဆွေတို့အတွက်အကျိုးရှိမှထင်ရင်လည်းကျွန်တော်ရဲ့ page လေးကို like and follow လုပ်ခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ